ပစ်ချွန်အတီးခံခဲ့ရတဲ့ကိုကြီးကိုဆက်အတွက်ပြားတွေကိုလက်စားပြန်ချေပေးမယ်ညီလေးနိုဘူးမင်္ဂလာပါဒီနေ့ညအတွက်တော့မြန်မာစံတော်ချိန်ည10:00နာရီအချိန်မှာရှင်မြိုင်ကစားကြမယ် Brentford နဲ့ Man City ပွဲစဉ်လေးကိုသုံးသပ်ရွေးချယ်ပေးကြပါမယ်ဒီပွဲစဉ်လေးကိုစော်ကစားချင်တယ်ဆိုရင်တက်စီမှာ iPad ခုရှိကိုနဲ့ Python လုံး mid တို့ကိုအတန်ဆုံး promotion တွေနဲ့အတူစိတ်ချယုံကြည်စွာနဲ့လာရောက်စော်ကစားအားပေးလို့ရပါတယ်ရှင်Brentford ကရှေ့တစ်ပတ်မှာပဲအိမ်ကွင်းမှာ Man United ကိုဂိုးပြတ်တီးခဲ့ပါတယ်။အဲ့ဒီပွဲမှာ Brentford ရဲ့ direct counter attack ကစားဟန်ကအလုပ်ဖြစ်ခဲ့ပြီးတော့အထာလေးတဲ့ Man U နောက်တန်းကိုဖြိုခွဲနိုင်ခဲ့ပါတယ်။ဝစ်ဇာ Mbeumo မရှိတော့ပေမဲ့ Brentford ရဲ့ Brazil တိုက်စစ်မှု Igor Thiago ကဒီရာသီမှာ Brentford အတွက်9ပွဲကစားပြီးတော့9ဂိုးသွင်းထားပေးခဲ့ပါတယ်။ဒါပေမဲ့ Brentford ရဲ့ခံစစ်ကတော့အမှားယွင်းတွေပြုလုပ်နေသေးပဲဖြစ်ပြီးတော့ Man U နဲ့ပွဲမှာလည်းပင်နတီရောဂိုးပေးရနိုင်တဲ့အခွင့်အရေးတွေပါပေးထားခဲ့ရပါတယ်။ Brentford က EFL Cup အပါအဝင်ဒီရာသီမှာ10ပွဲကစားထားရမှာ12ဂိုးအထိပေးထားခဲ့ရပါတယ်။ Man City ကဖြည်းဖြည်းချင်းဇယားထိပ်ကိုပြန်တက်နေတဲ့အသင်းဖြစ်ပြီးတော့နောက်ဆုံး6ပွဲမှာ4ပွဲနိုင်2ပွဲသရေကစားထားပါတယ်။လက်ရှိ EFL အဆင့်1 Arsenal ကွင်းမှာတောင်မှအနိုင်ရလူနီးပါကစားခဲ့တာဖြစ်ပြီးတော့နောက်ကျ6ကြောင့်သာသရေကျသွားခဲ့ရတာပါ။ Man City ရဲ့အဝေးကွင်းကစားအားကိုမှန်းဆလို့ရပါတယ်။ Champions League မှာလည်းမိုနာကိုမပေးသင့်တဲ့ပင်နတီကြောင့်သာသရေကျခဲ့ရတာပါ။ဟာလန်ကတောက်လျှောက်ဂိုးတွေသွင်းနေတာမို့လို့ Man City တိုက်စစ်ကဂိုးရဖို့စိတ်ပူစရာမရှိပါဘူး။အခုပွဲကို Man City က 1+20 အကျော်ပေးထားပြီးတော့ဂိုးပေါင်းဈေးကတော့ 3-20 ပါ။မနစ်ကလည်း Man City က Brentford အိမ်ကွင်းမှာ 1+90 အကျော်ပေးခဲ့ပြီးတော့တူရလက်ကန်ခဲ့ပါတယ်။ဒါပေမဲ့ဒီရာသီမှာ Man City ထက်ရပ်တည်မှုပိုမြင့်ပြီးတော့ကလပ်ကမ္ဘာဖလားချန်ပီယံဖြစ်တဲ့ Chelsea က Brentford အိမ်ကွင်းမှာ 1+90 အကျော်ပေးပြီးတော့တူရလက်နဲ့ကြေးမအောင်ခဲ့ပါဘူး။နိုင်ငံတကာပွဲစဉ်တွေမလာမီလီဗာပူးရဲ့အရှုံးကိုအခွင့်အရေးယူနိုင်ဖို့ Man City ကစူးစမ်းမှာပါ။ Man City ဟာခြေစွမ်းအရာလည်းယုံစားလို့ရတယ်လို့ Brentford ရဲ့ခံစစ်ကလည်းဂိုးတွေပေးတတ်တာမလို့ဒီနေ့ညအတွက်တော့ Man City နဲ့ပဲရင်ခုန်ချင်ပါတယ်ရှင်။အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်။တတား